ဒီ8လပိုင်း4ရက်နေ့မှာသူဝယ်ထားတာဘူပီတီအစုံရပ်ပိုင်း3လေးတွေကျွန်တော်ရောင်းချပေးမယ်ကျွန်တော်မေးတယ်ပေါ့နော်ဘူပီတီအစုံရပ်ပိုင်း3လေးတွေမရှိဘူးလားအဲ့ဒါပေါ့နော်အသေးတိုင်းတန့်ကိုစက္ကန့်ဈေးနဲ့ကျွန်တော်ရောင်းချပေးမယ်ဘာလေးရောင်းချပေးဆိုတော့ကျွန်တော်လက်ရှိ Redmi Note 15 Pro ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေးပေါ့နော်Note 15 Pro ဒီကောင်ကလုံးဝတော်တော်100တိုင်းတန့်တယ်ဗျာပြီးတော့ဒီကောင်သူဝယ်ထားတဲ့ date ကလည်းဗျာဟိုဒီ8လပိုင်း4ရက်နေ့မှာသူဝယ်ထားတာအဲ့တော့လုံးဝအပြည့်ကျန်တဲ့ရပ်ပိုင်း3လေးဒီကောင်လေးကဘူပတီအစုံ original charger original ကြိုးကောင်းပါတယ်ဒီကောင်ကပေါ့နော်အလုံးတော်တော်တန့်တယ်ဗျာဒီကောင်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ရောင်းချရင်မဲ့ဈေးကမြန်မာငွေ6သိန်းကျော်ကျော်နဲ့ဆုံးနဲ့ကျွန်တော်ရောင်းချရင်မဲ့ဒီကောင်လေးကိုနောက်တဲ့ကျွန်တော်တော်တော်ထိုက်အောင်မှာက Redmi Note 15 Global CE လုံးလေးဒီကောင်လေးက Global CE လုံးလေးလုံးဝကို 128 GB ပြီးတော့ဒီကောင်ရဲ့ဟိုအဝယ်ဘောက်ချာလဲပါတယ်ဗျာဒီကောင်လေးဆိုရင်လည်းသူ3လပိုင်း26ရက်နေ့မှာဝယ်ထားတာပေါ့နော် Redmi Note 15 Global CE ဘူပတီအစုံ original ကြိုးကောင်းချက်ကြားအစအကုန်ပါတယ်ဒီကောင်လေးကိုကျွန်တော်8သိန်း8000ကျပ်တယ်နဲ့ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေးကိုနောက်တဲ့ပေါ့နော်အများဆုံးအခုအောက်ဖြစ်တဲ့ Redmi Note 14 Pro Leather Edition နဲ့ကောင်လေးဒီကောင်လေးကတော့ 12826K ဖြစ်တယ်ဘူပတီအစုံ original charger original ကြိုးကောင်းအကုန်ပါတယ်ဒီကောင်လေးရဲ့သူ့ရဲ့အဝယ်ပေါက်ချပါတယ်ဗျာဒီကောင်လေးဆိုလည်းသူဝယ်ထားတဲ့ date က3လပိုင်း26ရက်နေ့မှာသူဝယ်ထားတာဒါလေးရပါတော့အဲ့တော့ပြောရမယ်တင်ဒီကောင်လေးအကုန်လုံးကလောက guarantee အပြည့်ဖုန်းလေးတွေပေါ့နော်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ရောင်းချရင်မဲ့ဈေးရလဲမြန်မာငွေ8သိန်းကျပ်တယ်နဲ့ကျွန်တော်ရောင်းချပေးမယ်ဒီကောင်လေး825ဘူးဒီအစုံပေါ့နော်အဲ့တော့တခြားလုံးတွေလည်းကျွန်တော်ရှိသေးတယ်ကျွန်တော်ထိုက်မဟန်ထိုက်ရောက်မှာနော်ဒီမှာပေါ့နော်ဒါလေးလုံးဝ share လေးတွေရလုံးဝဒီကောင်လေးတွေအဲ့တော့ကျွန်တော်မလက်ပြန်ဒီကောင်လေးထိုက်ရောင်းမိမယ်အဲ့တော့ဒီကောင်လေးယူမယ်ဆိုရင်ကျွန်တော်ကို963လုံး3090ဆက်သွယ်မှာယူပေးလို့ရတယ်စာလေးစာတွေကကျွန်တော်ခါတိုင်းပြောသလိုပဲရန်ကုန်တာဂီတာမင်းနာလမ်းမပေါ်တရားရုံမှတ်တိုင်အရှိတဲ့မှာကျွန်တော်ဖွင့်လှစ်ပေးရတယ်အဲ့တော့ကျွန်တော်ပြောချင်တဲ့သဘောကကျွန်တော်ကြီးကကြိုက်တဲ့ဖုန်းကိုဝယ်သွားအဲ့ဒါအာမခံ3လဘက်ထရီအာမခံ3လပြီးကျွန်တော်ရောင်းချပေးတဲ့အတွက်ကိုလူချင်းမင်းတို့ယုံကြည်စိတ်ချတာအဖြစ်ကျွန်တော်ကြီးကိုရှောက်လန်းခဲ့လို့ရတယ်